အားလုံးမင်္ဂလာပါ Social Sustainability Talk ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်တို့ကရှေ့ခောက်တွေမှာတင်ဆက်ထားတဲ့ပုံစံမျိုးနဲ့မတူဘဲနဲ့ကျွန်တော်တို့ host ကလည်း2ယောက်ဖြစ်သွားမယ်ပြီးတော့ဒီနေ့ခေါ်ထားတဲ့ guest ကလည်းမြန်မာလူမျိုးဖြစ်တယ်မြန်မာလူမျိုးလူငယ်လေးတယောက်ကျွန်တော်တို့ခေါ်ထားရပေါ့နော်လူငယ်လေးတယောက်ဖြစ်ပါတယ်ကျွန်တော်ကတော့ကိုနန္ဒပါကျွန်တော်ကတော့ကိုအေးပါကဲကိုနန္ဒဟိကျွန်တော်တို့ဒီနေ့ခေါ်ထားတဲ့ guest ညီလေးကိုမိတ်ဆက်ခိုင်းလိုက်မယ်လीမိတ်ဆက်လိုက်အောင်မင်္ဂလာပါညီလေးဟုတ်ကဲ့ပါမင်္ဂလာပါကိုတို့ဝေကျွန်တော်နာမည်ကတော့ကိုတို့တဲ့ထွလင်းကျော်ကျွန်တော်ကတော့အခုမီဒီယာဖီထဲမှာလုံနေတာ3နှစ်ရှိပြီပေါ့ဒူဝိုင်းဆက်ရောက်ကြတဲ့ကပြီးတော့ကျွန်တော်တက်ကတော့အခုလောဆယ်24အခု25ပြည့်တော့မှာဟို24ဟိုကတော့ရုံးကနေတော့တော့ဗျာဟိုကတော့ဒီမီဒီယာဖီထဲမှာကိုပေါ့ထွန်းထွန်းပေါဖြစ်အောင်တော့ကိုနာမည်တစ်ခုရအောင်တော့ရုံးကနေတော့မယ်ဒါပေမဲ့ဟိုကတော့ average လောက်ရှိနေပြီရှားနိုင်ပွင့်နိုင်ပြီပေါ့ဘယ်လိုရှားရမလဲဘယ်လိုလောက်အောင်လဲသိပြီးမီဒီယာဖီထဲအပိုင်းဆိုအဲ့နော်အပိုင်းလည်းပေါ့နော်ဒီနေ့အားဆိုရင်အကိုတို့အခု social sustainability အနေနဲ့အကိုတို့မိကုန်းလေးစာမေးလိုက်မယ်နော်မိကုန်းလေးမမေးခင်မှာညင်ထားတာရှိတယ်လေရှိတ်ဆာရုပ်ပေါ်မှာသူ့ရဲ့မေးဖို့ရှိတယ်အဲ့ဥစ္စာလေးတွေကိုလည်းဆက်စုတင်သေးတယ်ဟုတ်တယ်အဲ့လေးပြောပြပါအောင်ညီလေးကျွန်တော်အခုကကျွန်တော် Shake Side လမ်းမှာလုပ်တဲ့ billboard တွေ brand တွေပေါ့ brand တွေကတော့ billboard တွေမှာတင်တဲ့ချိန်ကြလို့ရှိရင်ကျွန်တော်တို့လာပြီး freelance အနေနဲ့လာအပ်တာတွေရှိတယ်ရှိတော့လည်း brand တွေဆိုရင်ဟိုကျွန်တော်အခုတင်းတင်းပေါက်ပေါက်လုံးဝ billboard အကြီးရှိရနေရဆိုဟို LK နားမှာရှိတယ်အဲ့မှာလက်တွိုင်းဆိုတဲ့ brand ကိုသူတို့က Russia brand ပဲသူတို့ကဒီဘက်မှာလာပြီးလာဖွင့်တာလာဖွင့်တော့သူတို့ကဟိုသူတို့ brand ပေါက်အောင်လုပ်နေတဲ့အချိန်ကြတော့သူတို့အခု YouTube video short ဆိုပြီးလို့ရှိရင်အခုသူတို့တင်နေတဲ့ billboard ပေါ့အခုကိုလိုပြောနေ billboard တော့ပြီးလို့ရှိရင်သူတို့ Instagram မှာ social media အပိုင်းနေကျွန်တော်ကအဲပိုင်း loader graphic တွေ video တွေဟို CGI VFX တွေခစ်စားနေတဲ့ဟာတွေကျွန်တော်အကုန်ကင်ပေးတယ်marketing အပိုင်းတွေပေါ့အပိုင်းလောက်တော့ဟိုတော်တော်များအဲ့လိုဘယ်လိုရောက်မလဲ client တယောက်ရင်တယောက်တစ်ဆင့်စီသွားပြီးတည်တော့အဆင်ပြေတော့သိရမလားကျွန်တော်လည်းအလုပ်မရှားတော့ဘူးပေါ့ freelance အလုပ်တွေလည်းဟိုပြီးတော့ဒီ scale set တွေအကုန်လုံးက model work တွေနဲ့ပဲသွားကြတာဆိုတော့အေးအခုကတော့ကျွန်တော်သူတို့ဘယ်လိုပြောရမလဲတော့ဒီအဓိကကျွန်တော် main ကဒီ media fee ထဲမှာကျတော့ main ကကျွန်တော်အခုအရှိမကျတော့ကျွန်တော် media agency မှာလုပ်ခဲ့တော့အဲမှာရှိတဲ့ client တွေကိုကျွန်တော်ကတောက်လျှောက်2နှစ်လောက်လုပ်ခဲ့ပြီးဆွဲလာတော့အဲ client တွေကကျွန်တော်တည်တယ်ထားလိုက်အဲ့လိုမျိုး brand တစ်ခုရဲ့ဘယ်လို marketing manager တို့ brand manager တွေရှိတယ်အဲ့ဒီချိန်ကြလို့ရှင်ကျွန်တော်နဲ့တိုက်ရိုက်စကားပြောတဲ့ချိန်တွေရှိတယ်အဲ့လို marketing manager နဲ့စကားပြောတဲ့ချိန်ရှိလို့ရှင်ကိုနဲ့အထီးတွေ့ရှိတော့ဒီကိုနဲ့တစ်ခါလုပ်ပြီးသွားလို့ရှင်ဘယ်လိုမကြိုက်တာမရှိဘူးဗျာတဲ့မှာဘယ်လိုရောက် rejection နေတယ်ပြီးလို့ရှင်ကိုကတော့အကောင်းဆုံးဖြစ်အောင်လုပ်ပေးတယ်ဒါလည်း reject ထိရင်တော့ထိခဲ့တယ်မထိရမို့ကျွန်တော်လုပ်ခဲ့တဲ့ reject တွေထိခဲ့တယ် creatively block တွေပါဖြစ်တဲ့ချိန်ဆိုရင်ထိခဲ့တဲ့ချိန်ကြတော့အဖြစ်လေကိုအကောင်းဆုံးလုပ်ခဲ့တယ်အဲ့လိုအချိန်ပိုတွေပေးပြီးကိုစီကအချိန်ကိုပို့ပေးပြီးလုပ်ခဲ့တဲ့အချိန်တွေကြတော့ကိုက phone နဲ့ကို feedback ကပြန်ကောင်းလာတာပေါ့အဓိကကတော့အဲ့လိုမျိုးနောက်ပိုင်းကျ long term ပေါ့အရေးတိုးမတွေးဘူးရေရှည်တွေးတော့ကျွန်တော်အဲ့လိုပဲသွားတာဒါပေမဲ့လည်းရှိတ်ဆိုင်ပုံမှာဒီလိုဘေဘုတ်ပုံတွေရှိနေရတဲ့တင်မြန်မာလူမျိုးတယောက်နေကျွန်တော်တော်တော်ကုန်ပြီပဲဒီညီလေးတယောက်တော့လေအဲ့တော့အခုတို့မေကုန်းလေးစမေးလိုက်အောင်မေကုန်းမှာဆိုရင်ကျွန်တော်အခုစမေးနေတဲ့ဥစ္စာကဘာလဲဆိုတော့ဒီနေ့ဒူဘိုင်းကိုရောက်တာကြာပြီလားဘယ်လောက်ရှိပြီလဲကျွန်တော်အခုဆိုရင်3နှစ်4နှစ်ထဲတော့ဝင်တော့မယ်အဲ4နှစ်တောင်ထဲတော့ပြည့်တော့မှာပေါ့အဲ့လိုပုံစံမျိုးဖြစ်တယ်ကျွန်တော်အောက်တိုဘာ15 2021အောက်တိုဘာ15မှာကျွန်တော်ရောက်ခဲ့တယ်2021အောက်တိုဘာ15ရောက်ပြီးအခုဆိုရင်တော့အောက်တိုဘာ15ကျရင်4နှစ်ပြည့်4နှစ်ပြည့်ပြီ4နှစ်တောင်ရှိပြီအချိန်ကုန်တာမြန်လိုက်အဲ့ဒီစရောက်တုန်းကရောလုံးဝရုန်းကန်ခဲ့ရလားရှားတော့ကတော့ဘူးမသိဘာမသိပေါ့အကိုကလူခုလည်းလူသစ်ရောက်လာရင်လည်းဘူးမသိဘာမသိဖြစ်မှာပဲဒီမှာကျွန်တော်စားရောက်တုန်းဆိုရင်ဒီလောက်ထိလည်းမြန်မာတွေလည်းမများသေးဘူးပြီးတော့ရှိတော့ရှိတယ်လက်ကျိုးကြီးလိုရတဲ့ချိန်တွေပေါ့ဒါပေမဲ့ကျွန်တော်ရောက်လာတဲ့ချိန်ကျတော့ကျွန်တော်ဘလို့စီရဘလို့ကိုကြီးတောင်းရမယ်ကျွန်တော်အများစုကိုကြီးတောင်းရတော့မယ်ဆိုရင်ဗာလေဟိုတယ်တို့ဗာတော့အဲ့လောက်ပဲရှိခဲ့တယ်တဲ့မှာလုံးဝဒီလိုဒီဇိုင်နာဖီးတဲ့တို့မီဒီယာဖီးတဲ့ဆိုရှားလို့မတွေ့ဘူးလူမတွေ့တာဗျာတဲ့မှာ Facebook မှာတက်ချလိုက်ရင်ဒူဝိုင်းအလုပ်ခေါ်မယ်ဆိုရဲ hotel staff တို့ဒါတွေပဲအဓိကဒီပြမှန်တယ်အရင်တော့အကိုတို့ဒီမှာမြန်မာရလည်းအရင်မများသေးဘူးလေနည်းနည်းပါပါပဲအမေရိကသွားရင်တော့မြန်မာရတယောက်တလေပဲတွေ့ရတယ်ဒီလိုမျိုးခုလိုအများကြီးကျွန်တော်အကိုတို့ community လိုမျိုးမရှိနေဘူးဒါကြီးလည်းအကျိုးသားခဲ့တော့တော်တော်လေးခက်ခဲမှာပဲအကုန်လုံးတယောက်နဲ့တယောက်တွေ့ပြီးမေးဖို့အတွက်ဆိုတာလေဟိုစဉ်းစားမိတာဆိုတော့ခုမီဒီယာဘိုင်းကိုပေါ့မီဒီယာဘိုင်းမှာညီလေးကစပြီးတော့လုပ်တွေစောက်ဝင်လာတယ်ဆက်စချင်းဝင်တဲ့အချိန်မှာဘယ်လိုအခက်အခဲတွေရှိလဲဆက်စချင်းဝင်တဲ့အချိန်မှာဘယ်လိုခက်ခဲရှိရဆိုတော့ကျွန်တော်မြန်မာပြည်မှာလုပ်ခဲ့တယ်အမှန်တိုင်းပြောကျွန်တော်အမှန်တိုင်းပြောရန်ကုန်မြန်မာပြည်မှာကျွန်တော်အလုပ်ဘာမှမလုပ်ခဲ့ဘူး
ကျွန်တော် media ဘိုင်းဆိုတာကျွန်တော်ဘယ်လိုပြောဒီ digital ဘိုင်းနေ graphic ဘိုင်းနေကြတော့ကျွန်တော်ငကိုတည်းကစိတ်ဝင်စားတော့ Photoshop တို့ပါလို့ဆိုရှိတယ်ဗျာလူတိုင်းသိလိမ့်မယ်ဟဲ့ graphic ဘိုင်းဆို Photoshop တို့ပါလို့ဆိုတာတင်တန်းလည်းမတောက်ဟုတ် Illustrator ကတင်တန်းမတောက်ကို online ကျွန်တော် online တော့တော်တော်ခက်ဖြစ်နေတာကျွန်တော် live ပြီး search ဆိုတို့software တစ်ခုမှတိုးစီရှိတယ်ဗျာအဲ့ဒါကိုဘယ်လိုသုံးရမလဲစနစ်ကြတော့မသုံးတော့ဘူးဒါပေမဲ့သုံးတတ်တယ်အဲ့လိုပုံစံဖြစ်တာနောက်ပိုင်းအဓိက design base ကိုနားလည်လာပြီဆိုလို့ရှင်YouTube တွေပါကြည့်ပြီး design base နားလည်လာပြီဆိုကိုဘယ် software လာသုံးတတ်တယ် self learning နဲ့ self learning ပေါ့အဓိကတော့ကိုက self learning လုပ်ရင်နဲ့ဒီ Dubai ကိုရောက်လာဒါပေမဲ့ဒီ Dubai ရောက်လာဒီ self learning နဲ့မလုံလောက်မြန်မာပြည်မှာ self learning ဘယ်လောက်လုပ်ဒီဘက်ရောက်လာရင်မလုံလောက်ဘာလို့အကုန်လုံးက competitive ဖြစ်တယ်ဆက်ရှိကျွန်တော် media feed ထဲဝင်သွားတဲ့အချိန်မှာဆိုအသက်80နဲ့ပဲရှိရကျွန်တော်တို့အများကြီးတော်တယ်အများကြီးတက်တယ်သူလက်အောက်မှာကျွန်တော်အရင်စလုပ်ခဲ့ရတာမသိတာလေးမေးအောက်ကျခံမေးနေလို့အဲ့မှာ1လ2လ3လတစ်နှစ်တွေဖြစ်သွားတဲ့အချိန်မှာကိုကလည်းဇွဲမလျှော့အဲ့လိုမျိုးငါသူ့တက်သိရမယ်အဓိကကိုယ့်ရဲ့ဇွဲပဲလေဇွဲရဲ့ကိုယ့်ရဲ့ဘယ်လိုမခံကျင်စိတ်ဒီမှာပြိုင်ဆိုင်မှုပေါ့အဓိကပြိုင်ဆိုင်မှုပေါ်မှာမူတည်ပြီးကျွန်တော်ကတော့ရုန်းကန်ကိုကအိမ်ရောက်လို့ရှင်မလုပ်မှာအချိန်အလားဂိမ်းမစော့နေဘူးအချိန်မပြုံးနေအဓိကကျွန်တော်လိုတဲ့အားတွေဒီအောင်ငါလိုတယ်လုပ်ရမယ်လုပ်ဖို့ငါဘာတက်ရမယ်ငါဘာသိရမလဲဆိုတာအဲ့ဒါကို focus ထားပြီး iPad လေးဖွင့်မယ် laptop လေးဖွင့်မယ်ဒီရုံးနေမှာခုနပြောတဲ့ session နှစ်ကလေး session နှစ်ညီလေးရပါတော့သူကကိုယ့်ရဲ့ senior ဖြစ်နေတယ်အဲ့ချိန်မှာသူ့စီကနေပြီးတော့ကိုကပြန်ပြီးတော့တင်ယူရတာတွေရှိရမှာသူကတင်ပေးလားဒါမှမဟုတ်ကိုကပဲ self learning တွေလုပ်တယ်ညဘက်တွေစူးစမ်းပြီးတော့ကိုက learning တွေလုပ်ပြီးတော့ပဲတက်ခဲ့တာလားသူ့စီရောအကူအညီတွေရခဲ့တာမျိုးရှိသေးလားအဓိကတော့တဲ့မှာလူတိုင်းကတော့ဆရာသားခြံရတာပဲဗျာတဲ့မှာသူလည်းဆရာသားခြံတဲ့အကြတွေရှိတယ်ဒါပေမဲ့ကိုကတော့အောက်ကျပြီးဝင်ရတာပဲတဲ့ပါငါမင်းမပေးလင်းနေငါမယူဘူးဆိုတဲ့အပုံစံသွားလှုပ်လိုက်လို့ရင်ကိုခံရမှာအဲ့ကြတော့ကျွန်တော်ကတော့ရားတလောက်ယူတယ်မပေးတလောက်တော့ယူရမှာပဲမသိရင်မေးမယ်ပေါ်တင်မေးတယ်မရှက်နေဘူးတဲ့မှာဟိုဖုန်းချောကိုချောမလုံနေဘူးဗျာအဓိကပြီးလို့ရှိရင်ဒီတစ်ခုတည်းနဲ့မပြီးဘူးကိုအချိန်ရှိရင်ရှိသလို learning လုပ်နေရတယ်တဲ့မှာတစ်ခုမဟုတ်အခုကျွန်တော်တစ်ခုနောက်တစ်ခုလိုချင်တယ်VFX ပိုင်းကျွန်တော်မသိဘူးလုံးဝလည်းမသိပေးဘူးဒါပေမဲ့ကို learning လုပ်ရတယ်ဒီခေတ် trending တိုင်း live ပြီးကျွန်တော် live လုပ်ရတယ်အဲ့အဓိကအခုဆိုခေတ်က AI ခေတ်ဆိုတော့ကျွန်တော် AI live learning လုပ်နေရတယ်ဟုတ်တယ်ပြီးသွားတော့အခုက media ဘိုင်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့နည်းနည်းလေးရှင်းတယ်ကွာ graphic designer ဆိုရင်တော့ graphic designer တီးတတ်မယ် motion designer ဆိုလို့ရှိရင်လည်း motion တွေပဲphotographer ဆိုလည်းဓာတ်ပုံပဲရရတာ videographer လည်း video ဒါပေမဲ့ဒီမှာကျတော့ဒူဘိုင်းရဲ့သဘောတရားတွေကသူတို့ကအကုန်လုံးနည်းနည်းလေး live စုံပြီးတော့အစုံတုံးပုံစံလုပ်ရတယ်အဲ့ဒါမျိုးကျတော့ scale set ကအဲ့လို live မြင့်နေမှာပဲရမှာပေါ့အဲ့တော့အခုလိုမျိုးညီလေးဘယ်လိုမျိုး post scale set ကိုမြင့်ခဲ့တယ်ဆိုတဲ့ဥစ္စာကိုဒီလူငယ်တွေအခုဒီ media ဘိုင်းမှာလုပ်နေတဲ့လူတွေတော့နည်းနည်းလေးအဲ့ဒါလေး sharing လုပ်ပြီးပါဦး။ဒါလည်းအခုခုနကကိုပြောလို့မို့လေ line စုံပြီးလုပ်ရတာအဲ့ဒါတကယ်မှန်တယ်။ဘာလို့ကြိုက်တဲ့အခုဆို indie ပေါ့ဗျာအကြမ်းပြော indie မှာလုတ်သွားရှာကြည့်လိုက်။ကျွန်တော်တို့တမျိုးတန်းနဲ့တက်လာ photographer ဆိုရင် graphic design မှာလာတက်ခိုင်းတယ်။ videographer ဆိုရင် video editing မှာတက်ခိုင်းတယ်။အဆုံးမဲ့ဗျာအကုန်တစ်ခုတည်းနဲ့မပြေဘူးနှစ်ခုအဲ့အချိန်မှာဘယ်လိုရောက်မလဲ။လူတယောက်ရေးတော့မယ်ပြန်ပြီးကျွန်တော် mentally ကျွန်တော်စဉ်းစားတဲ့ကောင်တော့အခုလူ3ယောက်ရှိတယ်ဗျာ3ယောက်ထဲမှာဒီတယောက်အဆုံးတတ်တယ်ထားလိုက်ကျွန်တော်အကုန် motion design graphic design videography photography အကုန်ရတဲ့လူဒါပေမဲ့အဲ့2ယောက်မှာတယောက်က UI UX ပဲရတယ်နောက်တစ်ခုက photography ပဲရလို့ရှိရင်ဘလို့ပဲယူပြီးတော့9ခုတည်တဲ့လူနဲ့3ခုတည်တဲ့လူဆိုဘလို့ရ9ခုတည်တဲ့လူပဲယူမှာအလောက်ကဘလို့သူတို့တော့ပို့ပြီး benefit ရတယ်လေတဲ့မှာပို့3ဝင်လိမ့်မယ်အဲ thinking နဲ့ပဲသွားတာငါ့ကိုပို့လိုချင်တဲ့လူရှိအောင်တဲ့မှာငါ့ကိုပြီးတော့အလဲထိုးလို့မရအောင်တည်တယ်မှာအကုန်လုံးဟိုtarget နဲ့ပဲသွားတာဗျာအဓိကညီလေးဆိုစူးစမ်းခဲ့တဲ့အချိန်မှာဒီအလုပ်ရဖို့ target အတွက်ပဲစူးစမ်းခဲ့တာလားသို့မဟုတ်ညီလေးတကယ်စိတ်ဝင်စားလို့ပဲဒါကိုစူးစမ်းရင်းနဲ့ကိုယ်နဲ့ကွက်တိဖြစ်သွားတာလားဒီဥစ္စာတွေကတော့အဓိကကိုစိတ်ဝင်စားတာပေါ့အဓိကမှန်တိုင်းပြောရင်ဒီ design ဘိုင်းနေဒီ media ဘိုင်းနေ creative ဘိုင်းနေစိတ်ဝင်စားမှဖြစ်တာဒီကစိတ်ဝင်စားမိလို့ပဲဒီကိစ္စတွေကကျွန်တော်လိုရင်းနဲ့တဲ့မှာကိုလိုချင်နေရငါဒီဟာတက်မှရဟိုကျွန်တော် Instagram သွားရဗျာ Instagram ကြည့်နေသူများကြီးလောက်ထားတာတွေ့တယ်ငါဒါမလောက်တတ်သေးဘူးလောက်တတ်တော့ဘာလုံးလိုက်သွားဆန်းတယ်အိမ်မှာကွန်ပျူတာဖွင့်ချနေမသိရင်လိုက်ပြီး YouTube ကလိုက်ရှာနေအဲ့လိုတွေကဒီကိုတက်တော်တဲ့လူတွေအများကြီးရှိတယ်ဗျာတကွာလုံးမှာသူတို့လုံးနေရကြည့်ပြီး reference ယူပြီး copy လုပ်ပြီးကိုကလိုက်ပြီးဆန်းရတာအဓိကအဲ့ဒါကြောင့်ကို technical ဘိုင်းတွေပိုကျွမ်းလာမယ်
ဒီ client တယောက်ကငါဒီလိုချင်တယ်ဆိုရင်ကိုတိနေပြီကိုလုတ်ပြီးသွားပြီတိနေဖတ်ဆိုကောက်လို့လိုက်ရင်အလကားလည်းပတ်စံရလေသိရောလား ဒါပေမဲ့တခုရှိတာပေါ့နော်ဟိုမေးချင်တဲ့ဥစ္စာပါကြောအခုကုမ္ပဏီတွေမှာကကုမ္ပဏီအသေးတွေမှာလည်းအလုပ်ခေါ်ကြတယ်ရမ်းများတယ်အခုမီဒီယာပိုင်းမှာရောက်လာတဲ့လူငယ်တွေထဲမှာလည်းမီဒီယာပိုင်းနဲ့လုပ်နေတဲ့လူတွေအများများတယ်ဆိုတော့သူတို့ကြုံတွေ့နေရတဲ့ပြဿနာသူတို့ကလုပ်ပေးနိုင်တယ်ဒါပေမဲ့သူတို့ရတဲ့လစာနည်းနေတယ်သူတို့ရဲ့ scale ထက်ကိုသူတို့ရတဲ့လစာနည်းနေတယ်အဲ့ခါကျတော့သူတို့တွေမှာ motivation တွေ down လာတယ်ရှိမယ်ငါဒီလောက်ပဲလုပ်ပေးမယ်ငါဒီလောက်ပဲရဒီလောက်ပဲလုပ်ပေးမယ်ဆိုတော့စိတ်တည်ဝင်လာတယ်အဲ့လိုလူမျိုးတွေအတွက်ဆိုလို့ရှိရင်ရောညီလေးအနေနဲ့ဘယ်လိုမျိုးအကြံပေးခြင်းလဲပေါ့ စံပေးချင်တာကတော့လူမျိုးစိတ်မျိုးပေါ့ဗျာတဲ့မှာဒီလူကဘာအောင်ကြိုက်ပြီဘယ်လိုလုပ်ချင်တာလဲဆိုတော့လည်းရှိသေးတယ်ပြီးလို့ရှိရင်ကျွန်တော်ဖြတ်တန်းလာတဲ့ပုံစံပဲဟုတ်တယ်ကျွန်တော်လာတာ3500စလာတာပဲနဲတယ်ဒါပေမဲ့နဲတဲ့အချိန်မှာကိုဒူဘိုင်းမှာရောက်နေမြန်မာပြည်မဟုတ်ဘူးဗျာဒူဘိုင်းမှာဒီကိုတက်တော်တက်တဲ့လူနဲ့တွေ့နေရတဲ့အချိန်မှာကို3500နဲတယ်ဆိုပြီးတော့အောက်လုံးရအောင်ကျွန်တော်ကကိုကတက်အောင်လုပ်ရမယ်ကိုတထေးရှိတယ်မလားတထေးကိုဘာလုပ်နိုင်လဲဆိုတော့ပြရမယ်တဲ့မှာငါ videography တမားပဲဗျာငါဒီ video ရိုက်ပြဒီပုံစံတိုင်းပဲဒီလိုထားတွေပဲလူတိုင်းရိုက်နိုင်လို့ရှင်ဘလူးကမင်းလာတာပေးအောင်တွေ့တိုးအောင်လဲကိုကသွားပြီးငါဒီဟာရိုက်တတ်တယ်ဆိုပြီးငါလာတာတိုးပေးရမင်းဒီလိုရိုက်တတ်တယ်တခြားလူတွေလည်းရိုက်တတ်တယ်ကွာအဲ့လိုလာမှာအားကြတော့သားလိုက်ဒီဟာကိုကဒါပဲရိုက်တတ်ရင်ဒီတက်ပို့လို့လို့ရတဲ့ဟာကိုရွှေဟာ videography ပြီးသွားလို့ရှင်ငါ geographic design အော်ငါဒီဟာလုတ်တတ်တယ်အဲ့ချိန်ကျရင်မင်း video လည်းရိုက်တတ်တယ် graphic design လည်းလုတ်တတ်တယ်ငါလည်းဒီကောင်ကလာပြီးလာတာတောင်းလာတာပို့တောင်းပြီအဲ့မှာထပ်လို့ကျင်တယ်မလားအဲ့ချိန်မှာဘာလုပ်ချင်တယ် 3D အပိုင်းနဲ့တက်လိုက် CGI အပိုင်းနဲ့ပြစ်ထည့်လိုက်လာတာထပ်တော့ကောင်ဘာလဲကိုက3ခုလုတ်တတ်နေလို့လာတာပို့တောင်းတာဒါပဲအဲ့အတိုင်းမှာကျွန်တော်သွားခဲ့တာပဲအရှိမှလဲ မဆိုရင်သူတို့တွေကို scale set ကိုမြင်မြင်တာချိန်ကန်လို့ရှိရင်လားစာတိုးလို့ရမယ်တိုးလာမှာ ဟုတ်တယ်အဲ့ဒါတော့မှန်တယ်ဘာလို့လဲကိုယ့်ဘောက်ကို experience ဆိုမြင်တော့မှာပြီးရင် UA experience ဆိုတာလူတိုင်းတောင်းတယ်သိရမလားအာမင်းမှာဘယ်လောက်ဒီဘယ်နှစ်ရှိလဲဒီမှာငါမှာ3နှစ်ရှိတယ်ဆိုရင်လုံးများတယ်ဗျာရွေးဖို့ကဟုတ်တယ်ငါမှာတစ်နှစ်တောင်မပြည့်သေး6လနဲ့အလုပ်ထွက်ပြီးထွက်တဲ့လူကတော့ရှိတယ်ကံကောင်းခြင်းများစွာနဲ့ကုမ္ပဏီအကောင့်ရသွားလို့ရှိရင်တော့သူ့အတွက်ကောင်းတယ်အဓိကကုမ္ပဏီကြီးတာတေးတာပဲကွဲသွားမှာလာစာပေါ်အမှုတီးပြီးอ่ะဒီတက်ပိုကြီးလေးပို့ပြီးလာစာဒီတစ်မျိုးတက်ပြီးလာစာပိုများစီရှိတယ်ဒီဥစ္စာတွေကကုမ္ပဏီတေးပြီးဒီတစ်မျိုးတက်လဲလာစာတေးနေဒါပဲ working environment ကောင်းဖို့ကတော့အရေးကြီးတာ ဆိုတော့အခုဆိုလဲကိုဒီကိုဟင်းပြောလိုက်လို့သတိထားမိရလူငယ်အချို့ရဲ့မီဒီယာပိုင်းဝင်ခြင်းတယ်ဒါညီလေးနဲ့ဆက်ဆက်နေလို့ပြောတာပေါ့နော်ပြောချင်တဲ့ထိပ်ပဲကတော့ကို profession တခုဒါပေမဲ့လည်းမရမှာဆိုလို့မဝင်ရဲလို့ဘယ်လိုဝင်ရမှမသိလို့ FMB line နေဝင်နေရတယ်အဲ့လိုမျိုးပေါ့ဘာလို့ဆိုတော့လူ FMB line နေတော့သူ profession ပဲသူရှိတယ်ကို profession မဟုတ်ပဲဝင်နေရတယ်မပြောဘူးပေါ့နော်ပြီးတော့ထွက်ကြတယ်အဆင်မပြေဘူးတွေပါဖြစ်ကြတယ်အဲ့ဒါဟိုမြင်တာကတော့ညီလေးကကိုပြောတဲ့ဘိုင်းနဲ့သွားနေရတာကိုတကယ်အားကြတယ်အဲ့လိုခုနအကြံဉာဏ်ပေးလို့လည်းလူငယ်တွေလည်းတော်တော်လေးစေပေးကြတယ်ဒါပေမဲ့ဟိုစကားမဆက်ညီလေး YouTube video ကိုဟိုနေ့ကကြည့်လိုက်တယ်အဲ့ဒါဒေါ်လာ1000နဲ့လားဒေါ်လာ1000ပြန်အောင်ဘယ်လိုလုပ်မလဲဆိုရတာ မျက်လှည့်ပေါ့ ညနေပေါ့ ဟိုအဲ့ဒါကျွန်တော်တသိန်းမီလီယံနာဖြစ်နေအကြာ အရန်သိကြတော့ဟိုလုံးဝနည်းနည်းပြပါလားအဲ့ဒါလေး ဟိုကျွန်တော်အဲ့ဒါပြောမယ်ဆိုရင်အဓိက salary base ကိုပဲဟိုမအားကို salary base ကတော့တစ်ဖြည်းဖြည်းဒီဒေါ်လာ1000ရဖို့ဆိုတာနှစ်တည်းလည်းရင်းရတာပဲကိုယ့်အချိန်တွေရင်းရတယ်ကိုယ့်ရဲ့ဟိုပင်ပန်းတာတွေပါတယ်ဆုံပဲဗျာအဲ့ဒါအကုန်ရင်းပြီးတော့မှအဲ့လောက်ဖြစ်အောင်ဘယ်လိုလုပ်လဲဆိုတာတော့ကျွန်တော်ပြောမယ်ဆိုရင်အစကတော့ဒီကျွန်တော်ခုနကကျွန်တော်စစရောက်တဲ့ဒေါ်လာ1000ဆိုတာ3000ဒေါ်လာ3000လောက်ပဲရှိမယ်အဲဒေါ်လာ1000ကျွန်တော်စစဒူဝိုင်းရောက်တဲ့အချိန်ဒေါ်လာ1000ဆိုတာဘာဖြစ်လဲဆိုတော့အခုကျွန်တော်ပုံအခုလာစာနဲ့ရတယ်လာစာကိုကျွန်တော်ကအမှန်လည်းပြောကျွန်တော်ကုမ္ပဏီက Dubai base မဟုတ်ဘူးကျွန်တော်ကုမ္ပဏီကဟို UK base UK base ဆိုတော့ဗာနဲ့လာလဲဆိုတော့ UK base ရဲ့ salary သူတို့ designer salary နဲ့လာတယ်အဲ့ချိန်ကျတော့ Dubai နဲ့ UK နဲ့ပြန်ရှင်းလိုက် UK ရဲ့ salary ကပိုများတယ်ပိုများတော့ကျွန်တော်UK ရဲ့ salary ကျွန်တော်ပေးတယ်အဲ့အပေါ်မှာထပ်ပြီး freelance တစ်လောက် freelance ဘယ်လောက်ရနိုင်လဲတစ်လောက် freelance 2000လောက်ရှာနိုင်လား3000လောက်ရှာနိုင်အဲ့ပေါ်မှာခြေခံပြီး total amount ကိုယ့်ရဲ့တစ်လောက်ဝင်ဝယ်ဒေါ်လာ1000လောက်ပြတ်သွားနိုင်ဒီကျွန်တော်တစ်ခါကျ1000ပြတ်တယ်1000နဲ့ကြော်ရင်ကြော်တယ်1000မှာ1000နဲ့နဲတာတော့မရှိဘူးအဲ့လိုကိုယ့်ကယုံကြည်တာ freelance အဓိကပတ်စံအပူငွေက freelance မှာထွက်တာအဲ့လိုအခုဆိုရင်ကျွန်တော် freelance လုပ်နေ schedule တွေအပြည့်ပဲကျွန်တော်ဖြတ်ချတာရှိရအဲ့လိုလှုပ်တာပင်ပန်းတော့တ
တဲ့မှာနည်းနည်းအမောက်များတဲ့ဟာတွေပဲယူပြီးထည့်ထားလိုက်တယ်ပြီးကျန်တဲ့ချိန်ကိုက relax လုပ်လိုက်အဲ့လိုမျိုးပဲဒီကလည်းအဲ့1000ကအဲ့လိုမျိုး နောက်ထပ်ကအဲ့မျက်လှည့်တော့မဟုတ်ဘူး1000ကနေပြီး1000ပြအောင်လုပ်သွားတဲ့ဒါသူ့ရဲ့ trick ပေါ့နောက်ဆုံးတစ်ခုကကျတော့ media သမားတွေဆိုတော့တဲ့အဲ့မှာကိုက creative block ဖြစ်သွားတဲ့အချိန်ကြီးရှိမယ်အဲ့ဒါကတော့ media လုပ်တဲ့လူတိုင်းကြုံမှာပဲလုံးဝဘာမှစဉ်းစားလို့မရတော့ဘူးဆိုတဲ့အချိန်ကြီးဆိုလို့ရှိအောင်ဘယ်လိုဖြတ်ကျော်လဲဟိုအဲ့မေကွန်ရအရင်လည်းခတ်တယ်အခုထိလည်းပြင်မရသေးဘူးအမှန်တမ်းပြောတာလားဘာလို့ဒါပေမဲ့ကိုယ့်ရဲ့ကိုစိတ်ပျော်အောင်နေလို့ရှိရင်တော့ creative block ကပြန်ပြီး unblock ဖြစ်သွားလိမ့်ဟုတ်ပါဒီက designer ကြိုက်တဲ့လူမျိုးစီညဘက် designer တွေရဲ့ဇန်ဝင်တဲ့အချိန်ညဘက်မှာအသေးအရန်လောက်တယ်လောက်ပြီးသွားလို့ရှိရင်မနေ့ကျရင် 8အဲ့ချိန်ကျတော့ပုံမှန်လေးအစ်မှာနေလို့ရှိရင်တော့အဆင်ပြေတယ်ဗျာဒါပေမဲ့ကိုကအလုံးနဲ့ကိုက design လုပ်တာနဲ့ဒါမနက်9:00နာရီအကြောင်းနိုင်ပြီးညကျရင်ဇန်ဝင်ပြီးလုပ်နေတဲ့အချိန်ကြလို့ရှိရင်အေးမောတော့အဲ့ဒါကျွန်တော်အရှိပိုင်းအရှိ2နှစ်မှာဖြစ်တယ်ဘာလို့ကျွန်တော်တရက်မှာအဲ့ချိန်4နာရီအများဆုံး9နာရီရှိတယ်ကျန်တဲ့ချိန်အိမ်ကျွန်တော်9 to 6ပဲပြန်ရောက်လာတယ်ကားကြက်တယ်ဘာညာနဲ့ဆိုရောက်ခွန်8နာရီလောက်ပြန်ရောက်တယ်ပြန်ရောက်ပြီးလို့ရှိရင်အမှအိမ်မှာကျွန်တော်မိန်းမရှိတော့သူကဟင်းချက်ဘာညာလုပ်ပြီးတယ်သူရောပြန်လာလုပ်ပြီးသွားတယ်နဲ့ကျွန်တော်လည်းတက်နိုင်တယ်မှာကို2နာရီတွဲ8နာရီဘာလဲ9နာရီ10နာရီလောက်ကြာရင်စားပြီလမ်းနေလုပ်တဲ့အချိန်အဲလမ်းနေကျွန်တော်မနက်1နာရီ2နာရီ3နာရီလောက်မှာအဲ့3နာရီမှာစားပြီအဲ့လို3 4 5 6 9 10 9အဲ့ချိန်တွေက6နာရီခါကျရင်ဇန်ဝင်သွားလို့ရင်ပို့ပြီးဆက်ရှေ့နေဖြစ်တယ်ခါကျမနက်6နာရီနေတယ်ကောအမျိုးသမီးကလည်းတော်တော်လေး support လုပ်ပေးလို့ဒါ3နာရီလောက်ကိုယ်တိုင် landing လုပ်လို့ရတာပေါ့အဓိကမျိုးသမီးကြောင့်လည်းသူ့လည်းပါတယ်ဒါပေမဲ့ကျွန်တော်ဆိုရင်ထားလိုက်လူတယောက်လာတာ9000လောက်ဝင်တဲ့လူဆိုဟုတ်တယ်ကြိုက်ဆွဲစားမယ်ဟုတ်ဘူးအဲ့ဒီကောင်မှရှိလိမ့်မယ်အင်ကြီးတစ်ထည့်နှစ်ကြက်လာမသိဒါချော်တာလေဘယ်လောက်များတပတ်စာချော်လိုက်နှစ်ကြက်20 30 9000လောက်ရတဲ့လူကျွန်တော်ပြောမှာနော်9000လောက်ရတဲ့လူအိမ်ဘိုးတွေပါရှိမယ်အနည်းဆုံးတစ်လောက်ထုတာပါညာ1500လောက်ကျန်နိုင်မယ်အိမ်ဘိုးပါညာ900လောက်ကျန်ထားတော့အဒီအချိန်မှာကိုယ့်အတွက်အချိန်ပိုထောက်အောင်ပဲယူရမှာစကေးဆက်မျိုးကအချိန်ရှိမှရမှာလေ correct အချိန်မရှိဘူးဆိုရင်ဘာသာလုံးကိုယ့်တော့အချိန်ပိုထောက်ကိုကလုံးယူရတော့မှာကျွန်တော်တော့ကံကောင်းအောင်လို့ကျွန်တော်အိမ်ကမိန်းမလှုပ်ပေးနိုင်လို့ကျွန်တော်တို့အချိန်ထွက်လာတယ်ဒါပေမဲ့မလှုပ်ပေးနိုင်တဲ့လူရှိလို့ရှိရင်ကိုယ့်အတွက်အချိန်နဲ့အောင်မှာဘယ်လိုလုပ်အဲကြတော့ကျွန်တော်ကတော့မဝေဖန်ဘူးဒါပေမဲ့အတက်နိုင်ဆိုအချိန်ရအောင်လုပ်ပြီးလမ်းနေလို့ဟုတ်တယ်နော်အဓိကအခုဆိုရင်တော်တော်များများကြည့်လိုက်ပါလူငယ်တွေဘာဖြစ်လဲဆိုရင်သူတို့လည်းပြစ်တော့မဆိုလို့ချင်းနေ့လည်ပဲလှုပ်သွားတယ်ပြင်ပန်းတယ်ညဘက်ပြန်လာလို့ရှိရင်တပိတ်ဆိုင်လေးထိုင်မယ်ပေါ်လာရင်းနဲ့တွေ့မယ်ပေါ့ဒါမျိုးအဲ့အမျိုးဒီတွေကမလှုပ်ဘဲနဲ့ကိုယ့်အတွက်ဒန်းနေလှုပ်ခဲ့ဆိုတာတော့ဒါလူငယ်တွေအတူယူတတ်လို့ရှိရင်တော့သူတို့အတွက်အကောင်းနေကြီးပဲအဲ့မောအဲ့မောအတူယူရမယ်ကိစ္စပါဒါပေမဲ့ညီလေးဒီနိုင်ငံရဲ့ law လည်းကြည့်ပေါ့8နာရီ9နာရီလှုပ်ချိန်မှာဒီလိုမျိုးတက်သွေးအဲ့လိုမျိုးစီမင်းစီကန်တိုင်းသွားရဲဆိုတာအရန်ရှာလွန်နေညီလေးလည်းသိတခါလေဆို10နာရီ12နာရီလောက်ခိုင်းတာရှိတော်တော်များများအလုပ်တယ်လေအချို့မြန်မာတွေလည်းကြုံရတယ်အချို့တွေလည်းမကြုံရဘူး FMBA ဆိုလည်းကြုံရတယ်ဘယ်နိုင်မဲ့ဖြစ်ဖြစ်အချို့ဟိုဘက်စေယုံစီကန်တွေမှာလုပ်တယ်အခုအရင်တော့စေယုံစီကန်မှာလုပ်ခဲ့ရတယ်ကြုံခဲ့ရတယ်12နာရီလောက်ခိုင်းတယ်ဥစားကျွန်တော်အဲ့လိုမျိုးဆို8ချိန်10နာရီနှုတ်လိုက်အောင်22နာရီကိုပိုင်ချိန်2နာရီပဲကျန်တယ်အဲ့လိုမျိုးအချိန်မျိုးကြာရင်သူတို့ပင်ပန်းနေပေါ့နော်ပင်ပန်းတဲ့အချိန်ကြာရင်ညီလေးအဲ့လိုမျိုးလူမျိုးကြာဘယ်လိုမျိုး advice ပေးကြတယ်သူပင်ပန်းသူတို့လုံးဝ creative ဖြစ်ဖို့သူတို့အသစ်တွေသင်ယူဖို့လုံးဝဘယ်လိုလုပ်တင်တယ်ဘယ်လိုအချိန်မျိုးလုံးဝ time management လုပ်တင်တယ်ပေါ့အဓိကတော့အဲ့အလုံးရှုပ်တဲ့လူရောမရှုပ်ဘဲနဲ့အပြင်မှာလက်ဖေးတိုင်းထိုင်နေတဲ့လူရောအဲ့လိုမျိုးပေါ့နော်လူမျိုးဘယ်လိုရောအားနေတဲ့လူကြတော့ဟိုကအချိန်ရအောင်ပေးလက်ဖေးစားထိုင်တယ်မလက်ဖေးစားယူပြီးရတဲ့အိမ်ပြန်ပြီးဖတ်လို့ကိုလောက်စားရှိရဆက်လို့ဟုတ်လမ်းနေလို့ဒါပေမဲ့အချိန်မလောက်တဲ့လူကြတော့ဘယ်လိုဖြစ်မလဲပိရက်တရက်တော့ရှိအရင်နားခြင်းတယ်လို့ရှိတယ်ဗျာအဲ့မှာနားပြတယ်နားပြီးအချိန်အနည်းဆုံးလူတယောက်မှာတော့အချိန်မရှိဘူးဆိုတာပြောလို့မရဘူးအချိန်ရှိတယ်ဒီမှာအဲ့လိုပိရက်တွေယူလိုက်တဲ့ချိန်မှာပိရက်တရက်ရလို့ရှိရင်အပြင်ထွက်ခြင်းနဲ့ပြောခြင်းနဲ့တငယ်ချင်းတွေနဲ့ဟုတ်ကဲ့ကိုကပြောခြင်းတာလားကိုယ်တိုင်ကပဲတိုးတက်ခြင်းတာလားအဲ့နှစ်ခုလမ်းကြောင်းပဲယူရတာမလားဟုတ်တယ်ပြောလဲပြောခြင်းနဲ့တိုးတက်ခြင်းနဲ့တိုးတက်ခြင်းနဲ့ရတယ်လေပြောပဲအချိန်ကန့်တဲ့ time management အဲ့မှာစကားပြောတယ်ပြီးကျန်တဲ့ချိန်ကကိုကပြောရတော့ပြောပြီးရင်ကိုလှုပ်ရှားရှိရလှုပ်ဒါပဲအဓိကချက်ကိုဘောက်ကို skill set ဖြည့်ဖို့အဓိကဖြစ်နေလူကဗမင်းငွေနောက်ဘာလို့လိုက်နေလဲငွေနောက်လိုက်တာမဟုတ်ကိုဘောက်ကိုဖြည့်ရင်ငွေရကိုနောက်ဖြည်းလိုက်လာငွေကတော့လိုချင်တာပဲဗျာသိမလားလိုချင်တဲ့နောက်လိုက်နေတာပဲပန်းနိုင်ဆိုမိုင်ဆုံးလေးဆိုတာရှိရဗျာမိုင်ဆုံးလေးကိုထားမှ
အဓိကကိုပန်းနိုင်โอเคငါနောက်လာကြလို့ရင်ငါပါတက်ရင်ကောင်းမလားငါပါဖြစ်ရမလဲတားလိုက်ပြီးငါဒီ software တက်ကိုတက်အဲဆိုတန်လေးတန်ချာကိုရအောင်တော့ plan လုပ်တယ် plan လုပ်အဓိကအခုမိုင်ဆုံးတိတိလေးတွေဗျာတချို့လူတွေကြတော့ဒါလည်းကျွန်တော်မှဆိုမိုင်ဆုံးရေးခဲ့တယ်ငါ2022ကြလို့ရင်ငါကားလုပ်ခြင်းတယ်ရအောင်ယူတယ်2023ကျရင်ဘာဖြစ်ရှင်လဲငါဒီလောက် salary ဖြစ်ခြင်းတယ်ရအောင်ပြောင်းလုပ်တယ်အဓိကကို manifestation လည်းပါတယ်ကိုတန်လေးတန်ချာတာလည်းပါတယ်အဓိကအဲ့ဒါပဲဟိုတော့ yearly plan ကြီးလေးချလိုက်တာပေါ့ yearly plan အမို့ goal ဆိုတာရှိတယ်ဗျာ goals နဲ့ milestone နဲ့ကွာတယ် goal ကကြီးကျွန်တော် goal ဆိုလာမယ်ကျွန်တော်စီးပွားရေးသမားဖြစ်ရှင်တယ်ဒါပဲရှင်းတယ်အဲကြောင့်စီးပွားရေးနောက်လိုက်ရပါတော့တိလောက်ရမှာပဲအခုက milestone တေးလေးကိုလိုချင်တဲ့ဟာလေးတွေဒီကဒီလက် goal ဆိုရင်ဗျာလူတယောက်မှာဗျာငါဒီဥစ္စာတစ်ခုလိုချင်ဒီရောက်လိုချင်လို့အကြံတွေကထွက်လာမှာပဲကောင်းတဲ့အကြံထွက်တယ်လို့မကောင်းတဲ့အကြံတွေလည်းထွက်တယ်လိုချင်တဲ့ဥစ္စာတစ်ခုရှိလို့ရှင်အဲ့အတိုင်းပဲလိုချင်တယ်မှလားမရရအောင်ငါကြည့်ဘယ်လိုလုံးရှာရင်ကောင်းဘယ်လိုဖြစ်ရင်ကောင်းအဲ့ဒါပဲတွေးတော့အဲ့ချက်တယ်ပေါ့ကျွန်တော်ရဲ့ပုံစံပေါ့ဒါကတော့ ဒါလူငယ်အကုန်လုံးလိုက်လို့တင်တယ်ဒါအခုလို့လည်းလိုက်လို့တင်တဲ့ကောင်းတဲ့ຢာတွေပေါ့နော်ဟိုတိ ဟုတ်ပါဘူးဒါ25နှစ်24 25လို့သာပြောတယ်သူ့ရဲ့ရင်းချက်တဲ့ဥစ္စာတော့ကိုနရာတီးရဲ့ဒီသူကြားတဲ့အတိုင်းပဲပါလုံးဝဟိုဒါတော်တော်ကြီးကိုရင်းချက်တဲ့တချို့ဥစ္စာတွေဆိုငါတို့30ကျော်နေပြီတော့မှပြင်မလားပြောကျင်တော့မယ်ငါတို့လည်းပြောကျင်တော့မယ် तू ပြောရမယ့်ဥစ္စာကို तू ဘွားတိုးတက်မဲ့ဥစ္စာ ဖို့တော့ကိုတော့ပါ ရွေးချယ်ပြီးတော့ပြင်တယ် ရှေ့ပိုင်းပျော်မလားနောက်ပိုင်းပျော်နောက်ပိုင်းဟိုလူအများကြီးတကောလုံးမှာနောက်ပိုင်းပျော်တဲ့လူကဘယ်လောက်ဒီတရှိလဲရှေ့ပိုင်းပျော်ဘူးကနောက်ပိုင်းမှာဒုက္ခရောက်တဲ့လူလည်းအများကြီးရှိတယ်အသက်ကြီးလာလို့ချင်း grade တွေပါပြောလို့မရဘူးလေအဲဒီကကိုယ်ဆွေမျိုးဆက်အောက်မှာကလေးတွေဒုက္ခရောက်နေကိုကအရှေ့ပိုင်းမကြိုးစားတိုင်းအောက်ကဆွေမျိုးတွေဘယ်လိုရောကိုယ့်ရဲ့ဆွေမျိုးဆက်တွေဘယ်လိုလုပ်တော့ညီလေးပြောတဲ့ habit နဲ့အချက်တွေကိုကြည့်ချင်အပြင်အခုဖက်ခဲ့ွယ်စာအုပ်တုံးတောင်တတိယဒီ 1% ပေါ့နော် 1% changing every day ပေါ့100ခိုင်နှုန်းပဲအမြဲ change နေဟုတ်တယ်1% လေးပဲအဓိကကိုယ်မှာအချိန်ရကိုယ့်ရဲ့ effort ရတဲ့လုံလဝရိယတော့ consistency ရပြီးလို့ရှိရင်ကံဉဏ်ဝရိယဆိုလူကြီးပြောနေတာရှိတယ်ကံဉဏ်ဝရိယပုံမှန်လေးသွားလို့ရှိရင်ကံကောင်းတဲ့အချိန်နဲ့ကိုဝရိယကောင်းတဲ့အချိန်ကိုလှုပ်ဆောင်နေတဲ့အချိန်တခါတည်းထထကြားလို့ရှိရင်အောင်မြင်တယ်သူကတော့အတက်ကြဒီတော့လာမှာပဲကိုကြားတဲ့ချိန်ရှိမှာပဲအဲ့ဒါကိုပြန်တက်အောင်ကိုဘယ်လိုလုပ်တက်ပြီးအောက်မှာအကြရှိတဲ့လူကတော့အတက်ကိုဘယ်လိုတက်မှန်းသိတယ်အတက်မှာပဲနေတဲ့လူပြန်ကြရင်မသိတော့ဒါပေမဲ့လူတိုင်းမှာအတက်ကြရှိတော်တော်လေးကိုပြေဆုံးနေပါပြီဟုတ်တယ်ဟိုတော့ငါတို့ကဟိုဒါရှင်းပြလူငယ်တယောက်ကိုခေါ်ထားပေးမယ်ကွာလူကြီးတယောက်စီကနေပြီးတော့ဟိုကတင်ယူလိုက်ရတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဒီဗီဒီယိုကြည့်တဲ့လူငယ်တွေလည်းတော်တော်လေးတော့တွေ့ကြုံရမယ်လို့တော့ထင်တယ်ယူတတ်ရင်တော့ပညာတွေပဲငယ်တယ်ပဲဖြစ်ဖြစ်ကြီးတယ်ပဲဖြစ်ဖြစ်ဒါသူကနေရာတစ်ခုမှရှိတယ်ပြီးတော့သူ့ရဲ့ mindset တွေကကိုမလုံးနိုင်တဲ့နေရာတစ်ခုမှရှိနေတယ်ဆိုလို့ရှိရင်တော့သူ့စီကနေပြီးတော့ကိုရီးယားတင်ယူရမှာပဲဒါတော့တင်ယူရပဲလေငယ်သည်ကြီးသည်ဟုတ်တယ်တော့ခွဲခြားလို့တော့မရဘူးပေါ့နော်ဆိုတော့ဒီတူလာခဲ့တဲ့ဒီဟွာကလည်းကျွန်တော်တို့ဒီပြောရမယ်ဆိုလည်းငယ်4နှစ်တော့4နှစ်ဝင်ကျင်3နှစ်ကျော်ပေါ့အဲ့လိုဝင်ကျင်တာကျွန်တော်တို့မြန်မာ community ဆိုတာအရန်ကိုမရှိသေးတဲ့အချိန်မှာတည်းကသူစူးစမ်းပြီးတော့နိုင်ငံသားတွေကြားထဲမှာဘယ်သူမှမရှိတဲ့ fee ကိုဝင်ရတာပေါ့နော်အဲ့တော့တော်တော်လေးခက်ခဲခဲ့တယ်ဒီလိုမျှဝေပေးခဲ့လို့လည်းညီလေးအချိန်တွေအကုန်လုံးကိုလည်းကျေးဇူးတင်တယ်တကယ်လည်းအောင်မြင်ခဲ့လို့တကယ်လည်းအားကြတယ်ညီလေးကိုလေဟိုအဲ့ဆိုတော့ကိုရဲ့social sustainability talk ရဲ့ဒီနေ့ဒီ season လေးကိုတော့ဒီလောက်တည်းပဲရန်နာထားလိုက်ပါเนาะ okay ပါနောက်တစ်ပတ်မှာဘယ်လို gas မျိုးကိုကျွန်တော်တို့ထပ်ပြီးတော့ခေါ်လာမလဲဆိုတာတော့စောင့်ကြည့်ပေးအောင်ပါစောင့်ကြည့်ပေးအောင်เนาะဟုတ်ကဲ့ပါညီလေးအရင်ကျေးဇူးတင်ပါတယ်ညီလေးကျေးဇူးတင်ပါတယ်ဟိုကျေးဇူးတင်ပါတယ်ကျေးဇူး